လေးကိုကြည့်ရတယ်နော်ကိုကတိဆောက်သူတခုကိုတိဆောက်ဖို့လုပ်တယ်နော်တခုကိုတိဆောက်မယ်ဘယ်ရဖြစ်လုပ်ငန်းမှာဆိုလို့ရှိရင်အလုပ်အသစ်ကိုဒီအလုပ်သစ်စမယ် relationship မှာဆိုလို့ရှိရင် relationship အသစ်စမယ်ပုံစံတစ်မျိုးနဲ့ပြောင်းဖို့ပေါ့နော်အခြေအနေတစ်ခုကိုပြောင်းဖို့အတွက်စတင်တိဆောက်ဖို့အတွက်နော်အရင်အခြေအနေနဲ့မတူပဲစတင်တိဆောက်ဖို့အတွက်အဲ့လိုမျိုးစဉ်းစားထားမယ်အဲ့လိုအရာတွေကိုတွေ့အဲ့လိုအရာမျိုးပေါ့နော်ပြုပြင်ပြောင်းလဲတော့မယ်ကိုယ်တိုင်ကိုယ့်ဘဝကိုလည်းပြုပြင်ပြောင်းလဲမယ်အခုကဒီတလားရဲ့နောက်ဆုံးရက်ကိုမှမနှက်ပြန်ဆိုလို့ရှိရင်8 လပိုင်းကိုရောက်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကလေးနဲ့ကွတီပဲလုံးဝအသက်တီဆောက်မဲ့သူကိုဘဝကိုအခြေအနေကိုဘဝကိုခွင့်လန်းကိုရဲ့အရာရာမှန်မှန်ကိုယ်တိုင်တီဆောက်မယ်ကိုယ်တိုင်တီဆောက်မယ်ဆိုရကကိုယ်တိုင်တီဆောက်မယ်ကဒီနေ့မှာကြည့်မှာကိုယ့်ရဲ့ depth side ဆိုတဲ့အခါကျတော့အဲ့လိုတိဆောက်ဖို့အတွက်ကိုဘာတွေကကိုပိတ်မိနေလဲဆိုတော့ကိုကအရင်ဆုံးကိုဘာတွေကိုအရင်ဆုံးပြောင်းလဲတင်တယ်ဟုတ်တယ်တိဆောက်ဖို့တော့သူကတိဆောက်ရတော့မှာကိုတိဆောက်မယ်ဘယ်ချက်တွေပဲအရာတွေကပိတ်မိနေရလဲကြည့်ပဲကိုစိတ်မလုံးဘူးဖြစ်တယ်ကိုလုံးနိုင်ရတာနဲ့ကိုမယုံဖြစ်ဟုတ်ပါမယ်ဟောဒီဆောင်နေမှာခြားသူတွေအောင်မြင်မှုတွေကိုကိုကမိုးထီတာမပွားပေးနိုင်တာမျိုးကိုလည်းကိုကမြင်တယ်နော်ကိုယ်တိုင်စူးစမ်းခဲ့ရတယ်ကိုယ့်ရဲ့သွေးတွေကိုယ့်ရဲ့ချွေးနဲ့ကိုဒီနေရာရောက်လာဖို့ဒီအခြေအနေရောက်လာဖို့ကိုစူးစမ်းခဲ့ရတယ်စောင့်တည်ခဲ့ရတာကိုယ်တိုင်ကမေ့နေပြီးတော့သူများတွေကတော့အောင်မြင်တခြားသူတွေကတော့အောင်မြင်ပြီတခြားသူတွေကတော့အဆင်ပြေနေပြီငါဘာဖြစ်လို့မဖြစ်နိုင်သေးတာလဲဆိုကိုပြန်ပြီးကြည့်ဖို့အတွက်မေ့နေတယ်ကိုမလုံကြကိုလုတ်ခဲ့တာတွေကိုစိတ်မချောက်ဖြစ်နေကိုလုတ်ခဲ့တာတွေကိုမယုံကြည်နိုင်ဘူးဖြစ်နေတယ်အဲ့လိုမျိုးဆွဲမျိုးဒီမှာရှိတယ်ဟောဒီမှာနော်ဟုတ်တယ်သူများတွေရဲ့တခြားသူတွေရဲ့အပြောတွေတခြားသူတွေရဲ့အမြင်တွေတခြားသူတွေရဲ့အကြည့်ကြီးကိုဘယ်လိုယူဆကြမလဲကိုဘယ်လိုပြောကြမလဲအဲ့လိုမျိုးတခြားအပြင်ကကိုစိတ်ထဲကစကားသံတွေအပြင်ကစကားသံတွေကြောင့်ပဲကိုပိတ်မိနေချစ်တလန့်ကိုသွားမယ်ချစ်တလန့်သွားဖို့အတွက်ရှိနေတာမှာဒီစကားသံတွေဒီအရာတွေကြောင့်ငါလုံနိုင်မှာမဟုတ်ပါဘူးလေနော်ငါလုံနိုင်မှာမဟုတ်ဘူးငါပတ်ဝန်းကျင်ကလည်းဒီမှာအကုန်လုံးကအစင်မပြေဘူးဖြစ်နေတယ်နော်ကန်ဆိုးမှသားရမိုးလိုက်လို့ရွာအဲ့စကလုံးကိုကကန်ဆိုးလာပြီကိုရှိသမျှအရာတွေကလည်းအကုန်လုံးကိုအတွက်ဆိုးနေလိုက်တာအဲ့လိုမျိုးကိုကတွေးမိတယ်တကယ်ကြအဲ့လိုမဟုတ်တကယ်ကိုလုံနိုင်တယ်နော်ကိုလုံနိုင်တယ်ကိုသွားနိုင်တယ်ချစ်တလန့်ကလည်းကိုရောက်နေပြီဒီမှာဘလို့အရာမျိုးပဲဖြစ်ကိုတိုက်ပွဲဝင်မှုအတွက်ကိုရှိမှလက်နက်ကလည်းရှိပြီးသားကိုသွားနိုင်တယ်ကိုလုံနိုင်တယ်နောက်တလန်းလှမ်းမှုအတွက်အခုတလှမ်းနေတဲ့တလှမ်းမှာဒင်းမှုပဲကိုပြောတဲ့အတွေးသူ့ကိုပြောတဲ့အပြောတွေကြောင့်ကိုမှအတွေးတွေကဝိုးတို့ဝါဒတွေဖြစ်နေပြီးတော့ကိုယုံကြည်မှုအားနေတယ်မဖြစ်နိုင်ပါဘူးမလုံနိုင်ပါဘူးသူများအတွေးတွေနဲ့လိုက်ပြီးတော့စဉ်းစားမိတယ်ကိုယ်တိုင်ကငုံရှိုးလေးနဲ့ဖြစ်နေတာအဆင်ပြေမှာမဟုတ်ပါဘူးကိုတိဆောက်ဖို့အတွက်နော်ဒီမှာကိုယ့်ကိုတိဆောက်ရမှာနော်ကိုယ့်ဘာကိုတိဆောက်ရမယ်ဟာကိုမှဒီမှာကိုယ့်ဘာကိုလည်းတိဆောက်ခဲ့တယ်ကိုတိဆောက်ထားတဲ့အရာတွေကိုလည်းကိုမယုံကြည်ရှေ့ဆက်ဖို့အတွက်ကိုလေကိုရှေ့ဆက်ဖို့ကလည်းကိုမှစိုးရိမ်နေနော်ဆိုတော့ဒီမှာလေနောက်မှာတီးပွင့်နေရှိနေတဲ့အရာကိုထားပြီးရှေ့ရမီးတွေကိုသွားမှာအဲ့လိုဒါကတော့ဟုတ်တာပေါ့ကိုကအမြဲတမ်းဘယ်တော့မဆိုဘူးဘဝကြီးကပန်းခင်းတဲ့လမ်းမဖြစ်နိုင်ဘူးလေဟုတ်တယ်နော်ပန်းခင်းတဲ့လမ်းမဖြစ်နိုင်တဲ့အခါကျတော့ကိုဒီဘယ်ရာအတွက်မဆိုကိုကတိုက်ပွဲဝင်ပြီးတော့အနာယူပြရမှာပဲနော်
ဒီမှာမီးတောက်လောင်နေရဆိုပေမဲ့ကိုသွားပြီးတော့အဲ့ဒီအတွက်ကိုဒါကိုအတွက်ဒါ challenge ပဲကိုအတွက်ဒါ challenge တစ်ခုပဲအဲ့ကိုရဲ့ရှိသမျှအခက်ခဲတွေကိုကိုယ်တိုင်ရင်ဆိုင်ကြော်ဖြတ်ပြီးတော့မှအဲ့ဒီအသီးပွင့်ကိုကိုကရလာမှာလေအဲ့ဒါကြောင့်ကိုကအရင်ဆုံးသွားလိုက်ဖို့လို့လားဒီ comfort zone တွေကနေထွက်ပြီးကိုကသွားလိုက်ဖို့လို့လားဘသူတွေဘာပြောcomfort zone ကထွက်ပြီးတော့သွားလိုက်ဖို့လို့လားအဲ့လိုကိုကဆိုးလာပါပြီလို့စဉ်းစားနေတဲ့အတွက်ကြောင့်မလို့ဒီမှာယုံကြည်ကိုးကွယ်ရဘာသာရေးတွေနော်ဒီလိုရမယ့်အရာတွေအစောက်ရှောက်တွေပေါ်မှာလဲကိုကငါလုံနေတာပဲအလုပ်ရတာနဲ့မဖြစ်ဘူးနော်ဘာသာရေးပေါ်မှာလဲစိတ်ထဲမှာပေါ့နော်လုံနေရင်စိတ်မပါတာတော့ယုံကြည်မှုကင်းမဲ့တာတော့အဲ့လိုအခြေအနေကိုရောက်နေတယ်အဲ့လိုအခြေအနေကိုရောက်နေတာမျိုးခံစားမိတယ်ပြီးတော့ဒီမှာဆိုကိုဘေးမှာတယ်ငွေတင်းကားတွေရှိနေပြီမဲ့ကိုတိုင်ဝအောင်စိတ်ညစ်တယ်ကိုအတွင်းနဲ့ကိုစိတ်ညစ်တယ်ဒီမှာနော်ကိုနဲ့ကိုစိတ်ညစ်နေရတဲ့ခါကြောင့်မမြင်ဘူးဖြစ်တယ်အခွင့်အလမ်းတွေကိုမမြင်ဘူးရရှိလာမယ်လက်လာပါတွေကိုမမြင်ဘူးကိုမှဘယ်ဦးမှကိုမကြည့်နိုင်ဘူးမကြည့်နိုင်မဲနဲ့ကိုပဲငုံရှိုးပြီးကိုရဲ့ကိုဘေးကစကားတန်နေနဲ့ကိုအရင်တွင်းတွေကစကားတွေကိုလည်းကိုမသိနိုင်တော့ဘူးမဘေးကစကားတန်နေတဲ့မှာပဲကိုနစ်မျိုးပြီးတော့ဘေးကိုမကြည့်နိုင်ဘူးဖြစ်နေအခွင့်အလမ်းတွေကိုမမြင်ဘူးဖြစ်အဲ့လိုသာဆက်သွားမယ်ဆိုလို့ရှိရင်ဒီမှာသူသွားနေတာနော်ဒီမှာသူဆက်သွားမယ်ဆိုနောက်ကျကိုပိတ်မိသွားမှာကိုပိတ်မိသွားမှာအဲ့ဒါကိုမြင်နေရတယ်ကိုပိတ်မိသွားမှာအဲ့ဒါကြောင့်မလို့ဒါတွေဒီအချက်တွေကိုကိုသတိထားရမယ်သတိထားဖို့လိုတာပေါ့နော်ဒီအချက်တွေကိုသတိထားဖို့လိုတယ်အဲ့မှာ Monica လေးနဲ့လည်းကြည့်ပဲကိုရဲ့ website ကိုဒီမှာမင်းတို့လည်းကြည့်ပဲသူအရင်ပါလာတော့သူကြည့်လိုက်မယ်ဘယ်တော့မကြည့်ပါတကယ်ကိုလောင်ကျွမ်းနေပြီတိုင်းဆက်သွားမယ်ဆိုရှင်လောင်ကျွမ်းမဖြစ်ဘူးမဖြစ်သူကဒီလိုမျိုးလေးဆိုတော့ဒီထဲမှာလည်းလောင်မြိုက်နေပါတယ်မမီးရလည်းလောင်မြိုက်အဲ့လောင်မြိုက်ရကနေပေါ့ကိုတိုင်းပဲထွက်ရမှာကိုတိုင်းပဲရုံးကပ်ရမှာအဲ့ဒါကိုမေ့နေတာကိုတိုင်းလုံးဝမယ်ဆိုတဲ့အရာကိုမေ့နေတာတကယ်ဒီလိုမျိုးတွေတကယ်ကဒီလိုမျိုးတွေကိုကတိဆောက်ဖို့အတွက်ကိုတိဆောက်ပြီးကိုရဲ့အရာရာတိုင်းတိဆောက်ယူဖို့အတွက်ကိုတိုင်းကမေ့နေတာကိုတိုင်းကလောင်ကျွမ်းနေတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာတခြားလူတွေရဲ့စကားတွေတခြားလူတွေအရာတွေတခြားလူအပြောတွေကြောင့်နော်ပြုလုပ်နေကြဘာသာရေးတွေလှုပ်ဆောင်နေကြအရာတွေမေတ္တာတရားတွေပေါ်မှာလည်းကိုကမေ့နေတယ်ကိုကအရင်လိုကိုယုံကြည်သက်ဝင်မှုနေနေတယ်ယုံကြည်သက်ဝင်မှုနေနေတာကိုဒီမှာမြင်နေရတယ်စကားတန်လေးကိုကြည့်ရန်ကိုကောင်းမွန်တဲ့အနာဂတ်ကြီးอ่ะကိုစောင့်နေတယ်အခုဖြစ်နေရတဲ့အခြေအနေကပိုကောင်းမွန်လာတယ်အဲ့စကားလေးကိုပါလိုက်တယ်စကားလေးပါထားပါတယ်တက်ကြည့်ရမယ်ဆိုလို့ရှိရင်ကိုစောက်လုပ်ဆရာရှာစောက်လုပ်ရမယ်ကိုစောက်လုပ်ဖို့အတွက်စောက်လုပ်မယ်ကိုရဲ့ဘဝအခွင့်အလမ်းတွေကိုကိုတိဆောက်ယူမယ်ကိုရဲ့လက်လာပါတွေကိုရဲ့အခွင့်အလမ်းတွေကိုရဲ့လက်ဝကိုင်းတွေကိုရဲ့စီးပွားရေးရှိသမျှတွေကိုကိုတိုင်းစောက်ယူရမယ်တိဆောက်ယူတဲ့ခါကျတော့တိဆောက်ယူမဲ့နေရာမှာကိုကဘာပိတ်မိနေလဲဆိုတာကိုဒီရင်းလေးတွေမှာအဲ့ဒါကိုကြည့်တာဘာပိတ်မိနေတယ်ဆိုတဲ့ခါကျတော့ကိုတိုင်းစူးစမ်းခဲ့တဲ့အရာကိုကြောင့်ကိုမမြင်နိုင်ဘူးမမြင်နိုင်မဲ့နဲ့ကိုတိုင်းစူးစမ်းကိုတိုင်းစောက်တည်ကိုတိုင်းတိဆောက်ထားတဲ့အရာတွေကိုမမြင်နိုင်မဖြစ်နေပြီးတော့တခြားသူတွေရဲ့အောင်မြင်မှုတွေတခြားသူတွေရဲ့အဆင်ပြေမှုတွေကိုပဲကြည့်နေပြီးတော့ကိုမှစိတ်ထဲမှာမလုံခြုံဖြစ်နေတာပေါ့နော်မလုံခြုံဖြစ်တယ်ငါမလုံနိုင်ဘူးအားမလို့အားမရတယ်ဖြစ်နေတာသူများကိုပဲကွာငဲ့ဆောင်ကြည့်နေတာသူတို့တွေအဆင်ပြေနေတယ်အဲ့ကိုတိုင်းလှုပ်ဆောင်ပြီးရရှိလာတဲ့အရာတွေကိုကိုကမမြင်ဘူးမတွေ့ဘူးမသိဘူးဖြစ်နေတယ်ဒီမှာအမှန်ပဲ
နော်ဒီမှာအမှန်ပဲတခြားလူတွေရဲ့စကားသံတွေအပြန်ဝေဖန်သံတွေဝေပြန်ပြောဆိုမှုတွေကိုပဲကိုကကြားနေတယ်ကိုကိုတိုင်ခြေလန်းကိုတိုင်ကခြေလန်းနေပြီနော်တိုက်ပွဲဝင်မှုအတွက်ရှေ့ဆက်ခရီးအတွက်ကိုစိုက်ပြီးကိုရဲ့အခွင့်အလမ်းတွေကိုရဲ့အရာတိုင်းကိုကိုတိုင်တူးဖော်စိုက်ပျိုးယူမှာလေဒီမှာနော်ရှေ့ကိုသွားမယ်ရှေ့ကိုသွားပြီးတော့ကိုလှုပ်ရှားရှိတာကိုလုပ်မယ်ကိုတိုင်လှုပ်ရှားရှိတာလုပ်ပြီးရခါကြာရှေ့ဒီမှာစိုက်ပျိုးမယ်အဲ့စိုက်ပျိုးမဲ့တီးနာလို့ကိုပဲရိတ်သိရမှာကိုစိုက်ပျိုးထားတာကိုပဲရိတ်သိရမှာလေအဲ့တော့ကိုကရှိသွားတော့ကိုကကွန်ဖောဇုံကနေပြီးတော့မထွက်နိုင်ဘူးဖြစ်နေတယ်တခြားလူတွေရဲ့စကားကိုစိုးရိမ်နေတယ်ငါလုံနိုင်ပါမလားသူများတွေပြောတာတွေဘယ်လောက်ထိကိုကစိုးရိမ်နေလဲကိုကလိုက်ခံစားနေလဲဆိုလို့ရှိရင်ကိုတိုင်ရဲ့အသားတွေအောင်ဒီမှာကြည့်နော်အသားတွေအောင်ဟာအဟုတ်ပဲအမှန်ပဲငါမလုံနိုင်တော့ဘူးဆိုပြီးတော့ကိုတိုင်ငါ့ကိုတုတ်ဆုပ်ဖြစ်နေကိုမသွားနိုင်ဘူးဖြစ်နောက်တလန်းလှမ်းမှုတော့ကိုရှေ့မဆက်နိုင်ဘူးဖြစ်နေအဲ့လိုဖြစ်နေတဲ့အပြင်ဘာဖြစ်နေသေးလဲဆိုလို့ရှိရင်ဒီမှာကိုရဲ့ယုံကြည်မှုတွေကိုကိုွယ်မှုတွေအဲ့ဒီဘိုင်းဆိုင်ရမှာပါအဆောက်အအုံဘိုင်းဆိုင်ရမှာပါကိုကယုံကြည်သက်ဝင်မှုနေပါနေဟာငါပုံမှန်ပြုလုပ်နေကြတိုင်းပြုလုပ်တာပဲလှုပ်ဆောင်နေတာပဲဘာဖြစ်လို့များငါမှအစင်မပြေတာလေအဲ့လိုမျိုးကိုမှအတွေးတွေဝင်နေအဲ့လိုကိုကဒီလိုမျိုးတွေစိတ်ရှုပ်နေကိုယ့်ရဲ့ယုံကြည်ကိုယ်ွယ်မှုတွေကိုမှန်မလှုပ်ဆောင်နိုင်လေကိုတခါပြန်ပြီးတော့စိတ်ပြန်ရှုပ်ရလေအဲ့လိုပဲလဲနေတာပေါ့နော်လဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစူးစမ်းပြီးတော့လုပ်ဖို့မမေ့ပါနဲ့လုပ်ပါကိုယုံကြည်သက်ဝင်ရအောင်ကိုစူတောင်းပါယူဖတ်ပါလုပ်เสียရှိအထိတ်တောင်ဝင်เสียရှိတာဝင်မှာလုပ်เสียရှိတာလုပ်ပါလှန်ထမ်းလာတာပဲမြင်ရတယ်ကန်ထမ်းလာတာမမြင်အောင်ဆိုကန်နဲ့ပဲဆက်ပြီးတော့ကန်ကောင်းတဲ့ကောင်းအောင်ကိုလုပ်เสียရှိရဲ့လုပ်ကိုလုပ်ကန်ယုံပြီးစုပုံနေလို့တော့လည်းမဖြစ်ဘူးပေါ့နော်အဲ့လိုကြတော့လေကိုကအဲ့လိုစကားပုံကလည်းရှိနေတဲ့ခါကျအဲ့လိုမျိုးတော့လည်းမဖြစ်ဘူးကိုတန်းကပဲလှုပ်ဆောင်အောင်ပါဆိုကိုတန်းကပဲတွေးရမှာလေဖြစ်တယ်မဖြစ်တယ်နော်ကိုစူးစမ်းနေနေမှာကန်ထမ်းလာတဲ့အချိန်ရောက်လို့ရှိရင်ကိုအမြင့်ရောက်မှာပေါ့အဲ့လိုပဲကိုစူးစမ်းရမယ်သူများတခြားသူတွေရဲ့အပြောတွေတခြားသူတွေရဲ့အတွေးတွေတခြားသူတွေရဲ့အမြင်တွေကိုဂယုစိုက်နေလို့မဖြစ်ဘူးဒီလိုမျိုးဂယုစိုက်နေမယ်လိုက်တွေးနေမယ်ဆိုရှင်ကိုကသေးလေးဖြစ်ပြီးတိမ်ငယ်နေမယ်တိမ်ငယ်နေတဲ့ခါကျရှင်ဘေးဘက်ဝင်ကြုံကိုမကြည့်နိုင်ဘေးမှာလက်လာပါတွေရှိတဲ့ခွန်လန်းတွေရှိတာကိုမမြင်ဘူးကိုအေးဆက်တဲ့နေရာရှိဘူးပဲကိုရဲ့စိတ်ထဲကအမှောင်အေးဆက်မှုတွေရှိဘူးပဲကိုကသွားနေအဲ့လိုသာဆက်သွားမယ်ဆိုရှင်ဒီမှာတကယ်ကိုပိတ်မိသွားမှာတကယ်ကိုဂျောင်းထဲမှာပိတ်မိသွားမယ်နော်သူများတွေအပြောတွေကြောင့်ဒီမှာဓာတ်တွေသူများတွေအပြောတွေကြောင့်ပိတ်မိသွားမှာကိုယ်လက်ခံယူတော့ကိုယ်လက်ခံယူလိုက်တာတကယ်ကကြောင့်ပေးတဲ့လူကပေးသည့်တိုင်ကိုမယူဆိုရှင်ဒီပစ္စည်းကသူပဲပြန်ယူရမှာလေပေးတဲ့လူကပြန်ယူရမှာအဲ့ဒါကိုယ်တိုင်လက်ခံယူလိုက်ပြီလို့ဒီမှာကိုယ်တိုင်ပိတ်မိသွားတာအဲ့တစ်ချက်ကိုသတိထားပါမယ်နော်ဒီလိုမျိုးမပိတ်မိအောင်ကိုစူးစမ်းရမယ်ကိုစဉ်းစားဆင်ခြင်မိရမယ်အဲ့လိုပိတ်မိနေတဲ့ကြောင့်မလို့ဒီမှာကိုတန်းလောင်ကျွမ်းနေတော့သူများတွေကိုပါကိုကအပူဟတ်ပြီးတော့ကိုကူညီမဲ့လူတွေကိုကိုကမမြင်ဘူးဖြစ်နေတာကိုကူညီမဲ့လူတွေကိုမမြင်ဘူးကိုငွေကြေးပိုင်းဆိုင်ရာကူညီမဲ့လူရောလမ်းပြမဲ့လူရောအခွင့်အလမ်းတွေကိုလာပြီးတော့ကူညီပေးမဲ့လူရောအဲ့လိုလူတွေရှိနေတာတော့မှကိုမမြင်ဘူးဖြစ်နေကိုဘေးမှာဒီလိုလူတွေရှိနေအောင်ကိုမမြင်ဘူးဖြစ်အဲ့ကြဒီຢာတွေကိုကိုကအခုလိုမျိုးတိပြီဆိုလို့ရှိရင်စင်ញင်တဲ့နာတွေကိုစင်ញင်လိုက်မယ်ကောင်းတဲ့အရာလေးတွေကိုပဲယူလိုက်မယ်ဆိုလို့ရှိရင်ဒီမှာအနာဂတ်ကောင်းမွန်တဲ့အနာဂတ်ကြီးကကိုယ်ကိုစောင့်ကြည့်နေတာပဲဖြစ်ပါတယ်ဒီနေ့ reading လေးကတော့ကတ်တီကပြောတဲ့စကားသံပေါ့နော်ကိုတီကပြောတဲ့စကားသံကိုယ့်ရဲ့မသိစိတ်ကနေပြီးတော့ပိတ်မိနေတဲ့အရာတွေအတွက်ကြည့်ပေးထားတဲ့ reading လေးပဲဖြစ်ပါတယ်ဒါတော့ January reading လေးမလို့ကိုနဲ့ကိုက်ညီတယ်ဆိုမှယူပါနော်အားလုံးကျေးဇူးတင်ပါတယ်ရှင်